ပရိသတ်များအားလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပလစ်မဲ့ဗျူတူနေကိုအကြမ်းဖက်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကို ICJ အပါအဝင်အင်အားကြီး125နိုင်ငံကမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ထားပါတယ်ဆက်လက်ပြီးမြန်မာစစ်တပ်ကပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများအရှိန်မြင့်လှုပ်ဆောင်နေတော့လေကမ္ဘာအကောင်းဆောင်များကလစ်လျူရှုနေကြောင်းRCCSSA ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွက်စစ်ကိုရိုက်တာသတင်းဌာနထံသို့ပြောဆိုပါတယ်။ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCCSSA ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွက်စစ်ကရိုက်တာသတင်းဌာနနဲ့ဒေသတွေ့ဆုံမေးမြန်းခန်းတွင်၎င်းကအထက်ပါအတိုင်းပြောဆိုဝေဖန်လိုက်ခြင်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကအယက်သားများအပေါ်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်လှုပ်ဆောင်နေတော်လေနိုင်ငံတကာခေါင်းဆောင်များကလစ်ညူရှုနေကြောင်းထိုပရိပခအတွင်အမှန်တကယ်ဝင်ရောက်ဆွတ်ဖက်နေသောနိုင်ငံမှာတရုတ်နိုင်ငံတနိုင်ငံတည်းသာချီကြောင်း၎င်းကဆိုပါတယ်အယက်သားတွေဒုက္ခအရန်ရောက်နေပါတယ်နိုင်ငံတကာအတိုင်းဝိုင်းကဒီကိစ္စကိုမလစ်လျူရှုသေးပါဘူးဒီကနေ့ခေတ်မှာနာတို့ဘယ်သူကိုအားကိုးရမလဲဆိုတာတောင်မစင်စားနိုင်တော့ဘူးဟုနိုင်ငံတကာ၏ကူညီဆောင်ရွက်မှုအားနည်းချက်ကိုဗိုလ်ချုပ်ကြီးရွက်စစ်ကပြောဆိုထောက်ပြပါသည်မြန်မာငင်းချောင်းရေးစောင့်ကြည့်ပွဲ၏အချက်အလက်များအရလွန်ခဲ့သည့်15လအတွင်းလေကြောင်းတိုက်ခိုက်မှုများသည့်အယက်သားနေရာများ1000ကျော်ကိုထိခိုက်ခဲ့ပြီး2024ခုနှစ်နောက်ပိုင်းမှစတင်ကအယက်သား1900ကျော်တည်ဆုံးခဲ့သည်ဟုဖော်ပြထားပါသည်မြန်မာနိုင်ငံသည်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံးကပဋိပက္ခအတွင်းကြောက်နေစေခဲ့ပြီးဒီမိုကရေစီအစိုးရကိုဖယ်ရှားခံခဲ့ရပါသည်ဗိုလ်ချုပ်ကြီးရွက်စစ်ကလက်နက်ကင်အဖွဲ့များအကြားယုံကြည်မှုတည်ဆောက်ရန်လိုအပ်ကြောင်းစစ်ပွဲကိုအဆုံးသတ်ရန်နိုင်ငံရေးဆွေးနွေးမှုမရှိမရက်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်ဇန်နဝါရီလအတွင်းစစ်တပ်ထောက်ခံပါတီကရေကောက်ပွဲအနိုင်ရကြောင်းကြေညာခဲ့ပြီးစစ်တပ်အကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဒီသမတဖြစ်လာနိုင်ကြောင်းခန့်မှန်းထားကြပါတယ်ဗိုလ်ချုပ်ကြီးရဲ့စစ်ကဒေါ်အောင်ဆန်းစုကြည်အစိုးရကိုချီးကျူးကမင်းအောင်လှိုင်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးကိုပိုင်အတ္တမာနနဲ့လောဘကြီးမှုတို့ကြောင့်လူတအုပ်၏စန္ဒကိုပြည်သူစန္ဒထက်အရေးထားသောခေါင်းဆောင်မှုကနိုင်ငံကိုပျက်စီးစေခဲ့သည်ဟုဆိုပါတယ်တရုတ်နိုင်ငံအကြောင်းပြောကြားရာတွင်ဗိုလ်ချုပ်ကြီးရွက်စစ်ကမြန်မာနိုင်ငံအရေးကိုအမှန်တကယ်ဝင်ရောက်ဆွတ်ဖက်နေတဲ့နိုင်ငံကတရုတ်တနိုင်ငံတည်းပဲဟုပြောခဲ့ပြီးအသေးစိတ်ကိုမဖော်ပြခဲ့ပါဘူးတရုတ်နိုင်ငံစာရေးဝန်ကြီးဌာနကတော့မြန်မာနိုင်ငံ၏ငင်းချမ်းရေးနှင့်အမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်တွင်တရုတ်သည်အပြိုသဘောဆောင်သောအခမ်းကဏ္ဍမှာပါဝင်နေကြောင်းထုတ်ပြထားပါတယ်ဗိုလ်ချုပ်ကြီးရွက်စစ်ကလက်နက်ကိုင်အဖွဲ့များအကြားယုံကြည်မှုတည်ဆောက်ရန်ဆွေးနွေးမှုနှင့်အငြင်းပွဲမှုများဖြေရှင်းရန်နဲ့ Federal သမ္မတော်တည်ဆောက်ရေးကိုရည်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်